ဆိုရင်ကိုလေးမဲနာလေးပဲနေချင်တာဒါပြန်မဆုံးနိုင်တော့ရင်ကိုလေးရောက်တဲ့ဘယ်လိုချစ်စရာမလဲပြန်လဲတွေးကြည့်ပေးလာမေရဲ့နာလေးမှာနေတာပဲပေါ့ကွာမေရဲ့ရိတ်ကလေးလို့ကိုလေးနေတာရှိချင်တာမတင်နိုင်ပါဘူးဒါတွေဟာတကယ်တော့စိတ်ကူးရင်တက်ပဲအိမ်မထဲမှာမင်းကိုပဲခေါ်ထားမိတာ လက်တွေမှာနေငါဘာမှမဟုတ်ပါငါပဲကပတ်တာဆွဲလာနေတာဒါ